လုပ်ငန်းရှင်တွေအနေနဲ့ကိုယ့်လုပ်ငန်းကိုဘယ်အထိသွားမယ်ဆိုတာကိုပြက်ပြက်သားသားဆုံးဖြတ်ထားဖို့လိုပါတယ်မျိုးကိုဘယ်အထိသွားခြင်းလဲဆိုတာကိုပြက်ပြက်သားသားဆုံးဖြတ်ထားတဲ့သူစီကိုပဲလုံးလို့ရတဲ့အခွင့်အရေးတွေကရောက်ရှိလာမှာပဲဖြစ်ပါတယ်။ကိုဆုံးဖြတ်ထားတဲ့အရာကအခက်အခဲကြုံလာတိုင်းကောက်ရုံမိလိုမျိုးပျောက်ပြက်သွားမယ်ဆိုလို့ရှိရင်ဒေတာပေါက်ကိုလုပ်ငန်းလုံးဝရှေ့မရောက်နိုင်ပါဘူး။ကျမအတွေ့အကြုံဥပမာလေးတစ်ခုနဲ့ပြောပြမယ်။ကျမတို့နယ်ပယ်တွေကပဲလုပ်ငန်းရှင်တယောက်ဆိုလို့ရှိရင်သူလက်ရှိလုပ်နေတဲ့အလုပ်ကိုသူကပြက်ပြက်သားသားငါဘယ်အထိသွားမယ်ဘယ်လိုမျိုးဖြစ်ရမယ်ဆိုတာစိုးပြတ်ထားတာမရှိဘူးဒီဘက်ကအမြတ်များတယ်ဆိုသူဒီဘက်ရောက်သွားတယ်ဟိုဘက်ကအမြတ်များတယ်ဆိုဟိုဘက်ရောက်သွားတယ်တေချာပေါက်လုပ်ငန်းတွေကညီတူညီမျှဘဲလျံပေါ့နော်ဘဲရလည်းမမြတ်ဒီလိုမျိုးအထိဖြစ်သွားတယ်ဒီမှာကျမကဒီရဲ့ဥပမာကိုယူပြီးလုပ်ငန်းကိုပြန်စဉ်းစားလိုက်တဲ့အချိန်မှာကိုလုပ်ငန်းကိုတေချာပေါက်တိုးတက်ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်ဒီလုပ်ငန်းတစ်ခုကိုဘယ်ထိသွားမလဲဆိုတာတေချာပေါက်ဖိုးကတ်ထားဖို့လိုပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်တစ်ဆက်တည်းမှာပဲကိုလုပ်ငန်းကိုအမှန်တကယ်တိုးတက်ပြောင်းလဲပေးမဲ့သူကကိုယ်တိုင်ပဲဆိုတာကိုလုံးဝမမေ့ပါနဲ့ကျေးဇူးအများကြီးတင်ပါတယ်